အစီကြကျင်တယ်ဝေးကြကျင်တယ်ဘယ်ဆက်ချမှမသိဖြစ်နေလားအဲ့ဒါဆိုရင်ဒီဗီဒီယိုကြည့်လိုက်တော့အစီကြဖို့အတွက်ဆိုရင်ဒီနေ့တာလိုရတဲ့ calorie ထက် short စားပေးဖို့လိုရတယ်ပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အစီတွေကိုလောင်ကျွမ်းသွားအောင်လုပ်ပေးဖို့လည်းလိုတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဘယ်လိုလုပ်ရမလဲခန္ဓာကိုယ်မှာရှိတဲ့အစီတွေကိုလောင်ကျွမ်းသွားဖို့ဆိုရင်လမ်းလျှောက်ပေးဖို့ပြောချင်တယ်အိမ်ထဲမှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်ဒီနေ့ကိုနိုင်ဝက်လောက်လမ်းလျှောက်ပေးလို့ရတယ်ဒီအပတ်မှာနိုင်ဝက်လမ်းလျှောက်ပေးရအဆင်ပြေနေပြီဆိုရင်နောက်ပတ်မှာ45မိနစ်အဲ့လောက်ထိတိုးပေးလို့ရတယ်45မိနစ်အဆင်ပြေပြီဆိုရင်တနားရီပုံနိုင်တဲ့ပမာဏကိုဖြည်းဖြည်းချင်းစီတိုးပေးဖို့လိုတယ်နောက်တစ်ခုကစားတော့ဒီနေ့မှာ3နှစ်စားပေးတယ်ဒီနေ့ဒါလိုတဲ့ calorie ထက် short စားပေးဖို့ဆိုရင်အဲဒီ3နှစ်ကိုပုံမှန်ထက်နည်းနည်းလေး short စားပေးဖို့လိုရတယ်ဥပမာပြောရရင်မနက်စာမှာဘုံတို့ခေါ်ဆွဲပလာတာအကြပွဲအတော့အဲ့လိုဟာတွေစားနေမှစားကျုပ်နှလုံးနဲ့ကြပြောကြီးလှုပ်စားပေးတာအဲ့လိုဆိုရင်ပို့ပြီးတော့အဆင်ပြေမယ်ပြီးတော့ထမင်းစားတဲ့အခါမှာအသားအသီးရွက်တို့ကိုပို့ပြီးတော့များများစားပေးမယ်အရေးကြီးတာဟင်းနစ်တွေကိုအများကြီးမစားပေးဖို့ပဲလုံးဝမစားပေးရအောင်လို့တော့မဆိုလို့ပြီးတော့တေးသားစားအာလူကျော်အတင်းစားမဟုတ်ခေါက်ဆက်ပြုတ်အချို့ရင်အဲ့လိုဟာတွေကိုတက်နိုင်လောက်ရှောင်ပေးမယ်အဲ့ဟာတွေကိုစားနေမှစားအသီးနိုင်မှဖြစ်ဖြစ်0 sugar ကုတ်အဲ့ဒါတောက်ပေးရပဲဖြစ်ဖြစ်လုပ်ပေးလို့ရတယ်ဒါတွေကိုပုံမှန်လေးမပြတ်မကွက်လုပ်ပေးသွားမယ်ဆိုရင်တော့ဝေးမကြမှမနေဘူးအဲ့တော့လိုက်လုပ်ကြည့်လိုက်တော့